ရှမ်းပုံကြီးတပါကြည်တော်ရွာတရွာသူကြွာလာတဲ့အခါဒီရွာနေလူတွေစကားပြောကြပုံငူသုံးညပုံငူအသေးအချာလေးလားဒီမရကကြီးချောင်းရွရဲ့ဟိုပဲကန်းစကတောင်မြင်ဘယ်နဲ့ခေါ်တယ်လဲတကားမမပယာချောင်းရွရဲ့ဟိုပဲကန်းစကတောင်မြင်လက်တာပြင်ခေါ်ပါဖယာဒီမှာတကားချောင်းရွဟိုပဲကမ်းမှာအပင်တွေတော်များများပေါင်းနေမမပယာအဲ့ဒါလက်မှုတော်ဟာတကယ်ပဲများကြီးပန်းလူနေထိုစဉ်ခါချောင်းယူမှာခွေးတီကောင်မျောလို့ပါခွေးတီကောင်ဘောကအသားစားတဲ့ငယ်ကြီးဘယ်နဲ့ခေါ်တယ်လဲတကားမမဖယာခွေးတီကောင်ဘောကအသားစားတဲ့ငယ်ကြီးလက်ဓာကြီးပါထိုစဉ်မှာပုံပုံဒီလိုတွေ့လာဒီရွာနေလူတွေစကားပြောကြရင်လာဆိုတဲ့အခရာရှိထားလာတကယ်ပဲသုံးလုံးနဲ့ကြတယ်ထိုစဉ်ခါပုံပုံမှာဆဆာချင်းနီလလာဆဆာချင်းတန်ပုံပုံရဲ့စကားနားထောင်ကြည့်ပါဒီမှာလက်တကားလက်မွန်တဲတော့မယ်လကွာလက်ဆုံးကတော့လကွာလက်တကားကြီးဟာဒီမှာလက်တကားလက်မွန်တဲတော့မယ်လကွာလက်ဆုံးကတော့လကွာလက်တကားကြီးဟာဒီမှာလက်တကားလက်မွန်တဲတော့မယ်လကွာလက်ဆုံးကတော့လကွာလက်တကားကြီးဟာဒီမှာလက်တကားလက်မွန်တဲတော့မယ်လကွာလက်ဆုံးကတော့လကွာလက်တကားကြီးဟာဒီမှာလက်တကားလက်မွန်တဲတော့မယ်လကွာလက်ဆုံးကတော့လကွာလက်တကားကြီးဟာဒီမှာလက်တကားလက်မွန်တဲတော့မယ်လကွာLa son cadole la voix la dagadi